အဲ့ဒါကမျိုးမှန်သေးလို့ဘေးတော့ဆိုင်ပါလေကောင်းပါနဲ့ဓာတ်ပေါက်ရိုက်ထားတယ်ရိုက်ပြီးတော့ရိုက်ထားတယ်ဟာကိုညီတောင်းလို့ကိုညီပေးတယ်ဒီလိုမျိုးကလင်ကကြစ်လောက်တာပါအဲ့လိုက်ပါအဲ့လိုအဲ့ကြောက်တော့လိုက်ကြတော့ပြေးပြီးတော့ပြေးတာ ဟိုတယ်မပြောနဲ့အဲ့လိုပဲပြောနေရတယ်အဲ့လိုပဲကလင်ကကြစ်ကြတဲ့လူတွေဆေးဖို့လိုတာတော့ဘာလို့ပြီးတကက်ကကြမဟုတ်ဘူးဘာမှ နေမနေအောင်တမကမှနေတာသူ့မထွေးနေနေရတာတဲ့အားနာလို့လမ်းမှာနှစ်ခါတော့လိုက်လာတာသမီးတို့နောက်ကိုလိုက်လာလို့သမီးကအော်တနာပါတယ်ဆိုညနေပြန်มาဆိုခေါ်လာတာသူ့ ဆိုင်ပါတဲ့ကွာသမီးကတိတယ်တင်းတဲ့အောင်တော့သမီးပြောပြသေးတယ်ခေါ်လာတာသမီးတို့ပြောပြမယ်နော်ပတ်စံရဲမိုင်းနဲ့တင်ပတ်စံရဲခဲမှာမိုင်းနဲ့တင်အိမ်နေခဲမှာပတ်စံပါလို့သူတန်းနဲ့စွဲနေတင်းတဲ့နာအိမ်လောက်ကိုင်းမယ်ဆိုတော့မိုင်းနဲ့တင်ကိုင်းဟာဟာငါလုံးလာဦးမယ်အဲ့ဒါကမျိုးမှန်သေးလို့ဘေးတော့ဆိုင်ပါလေကောင်းပါနဲ့ဓာတ်ပေါက်ရိုက်ထားတယ်ရိုက်ပြီးတော့ရိုက်ထားတယ်ဟာကိုညီတောင်းလို့ကိုညီပေးတယ်ဒီလိုမျိုးကလင်ကကြစ်လောက်တာပါအဆိုင်ထဲကိုဝင်ပြီးတော့ပတ်ဆိုင်အခုသမီးတို့အိမ်မှာတော့ တော့မရှိကြဖုန်းနဲ့မဆိုင်နဲ့အထက်မှာထည့်ထားတာတလုံးအဲ့လိုက်ပါအဲ့လိုအိမ်ကြောက်တော့လိုက်ကြတော့ပြေးပြီးတော့ပြေးတာ ဟိုတယ်မပြောနဲ့အဲ့လိုပဲပြောနေရတယ်အဲ့လိုပဲကလင်ကကြစ်ကြတဲ့လူတွေဆေးဖို့လိုတာတော့ဘာလို့ပြီးတကက်ကကြမဟုတ်ဘူးဘာမှ နေမနေအောင်တမကမှနေတာသူ့မထွေးနေနေရတာတဲ့သမီးကို ပြုံးပြုံးနေနေပြအမဒီကနမဲဝမမိုးမြင့်သူတဲ့ အမဟုတ်ဘူးအဲ့ဆိုအစ်မဟုတ်ဘူးအစ်မဟုတ် ဒီမှာလေးပေါ့နော်ဟုတ်အဲ့လိုတွေလုပ်နေရတယ်ဒီလိုကိစ္စရပ်တွေကလည်းအမှန်တကယ်ကိုရှိနေပါတယ်ရှင်ကိုကအမှန်စိတ်ရင်းနဲ့ကူညီပေးလိုက်တယ်ဆိုပေမဲ့လည်းကိုစီကဖုန်းတွေကိုပါအလစ်တက်သွားတဲ့အထိကတော်တော်လေးကိုလုံးလုံးအားကြီးပါတယ်ရှင်မိတ်ဆွေတို့မျိုးလည်း recommend ပေးခဲ့လို့ရပါတယ်